Hello? Ê, ngó thật là vậy đi. Khá là lý do thế, nếu đi nhắc trọng là ta khai email mình vừa ra lên nè. Bây giờ cô thật là vậy đó. Ê. Hello? Ê, ngà la này bị lắm mà. La này nè lì cá thì mỹ để hiện thu rồi hè, mình lúc mà bà biết làm tiểu. Lần hai mình lúc này hiện ảo rồi hè. Su bị lúc mà cao mang này nó. Rồi ngà đi này mà la đâu em mới biết lại rồi em. Ê ta biết nó mà được mày. So mai ta về trên này à gì ủa ta chỉ lại mình là chị bà lên là giờ bây giờ là nó lúc bấy mà đi đi tiền nào rồi mau tôi sẽ là gặp dạ mẹ nó màဒီ pricing manager တော့ဒီညီမတို့ကားမောင်းတဲ့လူတွေတော့ဆိုရင်ညဘက်ဒီတစ်ဖက်လာတဲ့ကားမိတွေအလင်းသီးတာရှော့ချပြီးမှန်မျိုးလေးပေါ့။ဟုတ်။အဲ့ဒီဒီမှန်ကျတော့ညဘက်တင်မကနေဘက်မှာဆိုရင်လည်းဒီနေအောင်လာတဲ့ခန်းလုံးရောင်ကြီးတွေပါလေဆိုရင်သူတိုက်ရိုက်ကကွယ်ပြီးတဲ့မှန်မျိုးလေးပြင်မာနေတစ်ခါလေးကုတ်တင်လုပ်ပြီးတယ်ပေါ့။အိမ်မှန်ကျနောက်ပြီးတော့သူကအမှန်အသိအောင်ပြင်တစ်ဖက်ကုတ်တင်ပါတယ်။တစ်ဖက်ကုတ်တင်ပါတဲ့ပုံမှာပို့ပြီးတော့အဆင်းဖြစ်တော့နေတယ်။ဟုတ်။နောက်ပြီးတော့ညီမတို့စီမှာဒီမှန်လေးလုံမယ်ဆိုရင် running ကလေးလည်းပြီးတယ်။ဟုတ်။ဒီကလေးကျတော့3လအတွင်းပေါ့ညီမတို့စီကနေလောက်ပြီး error ပါတာဖြစ်ဖြစ်အဲ့လိုအစင်းခဏခဏဖြစ်တာဖြစ်ညီမတို့စီမှာ3လအတွင်း free ပြန်နေပြီမနေ့တည်း3လနော်3လလားဟုတ် okay အဲ့ဒါမှဒါလေးယူမယ်လေနော်ဟုတ်အဲ့လိုခိုင်လေးရောကြည့်ဦးမလားဟုတ်ခိုင်လေးကြည့်လိုက်ပါဟုတ်မလေးဒါလေးပဲနော်အဲ့ဆိုမှမျက်မှန်ပါဝါလေးစမ်းလိုက်မယ်ဟုတ်ကဲ့ဒီပဲလေးပါပါနော်တခြားဆိုင်တွေမှာတိတ်ပြီးတွေ့ရလိမ့်မရှိတဲ့ dry sim မှန်လေးတွေက fancy look eyewear boutique ကနေတူဦးတဲ့အနေနဲ့ပထမဆုံးတင်သွင်းထားတာပဲဖြစ်ပါတယ်။ဒါ့အပြင် dry sim မှန်လေးတွေကို3လ rent ပေးထားတဲ့အတွက်လည်း3လအတွင်းမှန်မှအဆင်းရအခြေရထင်တာမျိုးပြစ်ခဲ့လို့ရှိရင်လည်းပြန်လဲပေးပါရနော်။ဒီပါနော်ကျင်းမမျက်စိကြည့်နေသူတို့တေချာကြည့်လို့ရတယ်ဒီနေ့ကဘေးလေးပါနေရမဟုတ်ရင်မင်းတို့ရင်ကြည့်မရှိရမိထိုးလိုက်တာကိုမိုက်တယ်တေချာကြည့်နိုင်မယ်ဘေးလေးပါမြင်ရတယ်တော့ပုံမှန်ဆိုလို့ရှိရင်မကြည့်နိုင်ဘူးမီဟိုဘက်ကမီးကြီးထိုးလိုက်ပြီဆိုလို့ရှိရင်မလုံးနဲ့အရင်စုအောက်ပြီးတော့ဘူးတော့အရှမ်းမိုက်ကဲခုမေပဲအိမ်ပြန်ရောက်ပါပြီဒီနေ့မေပဲမျက်မှန်လေးတော်လောက်လိုက်တယ်ပေါ့နော်ဘာအတွက်လဲဆိုတော့ညဘက်ကားမောင်းတဲ့အချိန်မှာကားမီးဆူတာတွေသက်တောင်လို့ပေါ့နော်ဘာလို့မေပဲတော့မြေကားမောင်းနေကြပြီဆိုတော့ဒီဓာတွေကလုံးတင်တယ်လို့ထင်တယ်ပေါ့နော်နောက်တစ်ခါဒီမျက်မှန်လေးကဒီညဘက်တွေမှာဒီကားမီးစုံနေမဟုတ်ဘူးနေ့ဘက်တွေမှာဆိုလို့ရှိရင်လည်းနေဆူတာတွေပါဆိုလို့ရှိရင်လည်းကာကွယ်ပေးဒါလေးကိုလိုချင်နေဆိုလို့ရှိရင်တော့ fancy look မှာမှာယူနိုင်ပါလေဒါ